Hello 红လာပါပြီတယောက်တည်းချမ်းလုံးတဲ့ဗီဒီယိုလေးကိုဒီတစ်ခါမှတင်ပေးလိုက်ပါမယ်ဒါကတော့ခြုံချင်းမြို့မှာရှိတဲ့အမြင့်ဆုံးတိုက်ထက်မြင့်ကနေပေါ့နော်အပင်းပေကတော့250မီတာအမြင့်ပေရှိပြီးတော့ we left ခြုံချင်းဆိုပြီးတော့ဒီတိုက်အမြင့်ကနေကြည့်ရတာဖြစ်တယ်ပေါ့နော်ဒါကတော့ညဖက်မှာသွားတာဖြစ်တယ်ပေါ့နော်တရားဝင်ကြီးကတော့လူတစ်ယောက်ကိုလူကြီးလူငယ်ဆိုပြီးဈေးတက်တက်ရှိရပေါ့နော်လူကြီးကို290ဒေါ်လာ390ဒေါ်လာမသိဘူးပေးရပါတယ်ပေါ့နော်ဒါကတော့ဘူးမှမသွားပဲနဲ့ကျမကြောက်ခဲသွားခဲ့ရပေါ့နော်အဖေမရှိလို့ဆိုပြီးတော့ရှောက်ကိုကိုပါခေါ်ရတယ်ပေါ့နော်ရှောက်ကိုကိုကပတ်စံပေးပြီးတော့အတူတူခေါ်လဲခင်းတဲ့နေရာလေးဖြစ်တယ်ပေါ့နော်သူကအပေါ်မှာအရန်အေးပါတယ်လေးလေးတဖြူးဖြူးတိုက်ပြီးတော့အရန်တော့ရင်ခုန်စိတ်လှုပ်ရှားဖို့တော့ကောင်းပါတယ်ပေါ့နော်ဒါပေမဲ့တခုရှိရကခြုံချင်းမြို့ရဲ့ view တစ်မြို့လုံးကိုဒီနေရာမှာမြင်တွေ့ရတာဖြစ်တော့ပေါ့နော်ဘလောက်ပဲမြင်နေပါစေလေးလေးတိုက်ပါစေအေးနေပါစေပေါ့နော်ကြည့်ရတဲ့ view လေးနဲ့အရန်ဝင်တန်တယ်လို့ခံစားရတယ်ပေါ့နော်ဒါလေးကတော့ခြုံချင်းမှာပေါ့နော်ဒီတချို့လေးကြတော့လေဒီလိုမျိုး challenge လုပ်ရှင်တဲ့နေရာလေးကိုတွားကြတယ်ဟိုကတော့တောင်းချင်တွားခဲ့ပါလို့ရှိုးလေးကြတော့လေကြောက်လို့မတွားဘူးပေါ့နော်ဒါပေမဲ့ဒီလိုနေရာလေးမှာကိုကကြိုက်တယ်ဆိုတော့တွားတင်ပါလေလို့